ဒီကိုရင်လေးရဲ့စံပင်တွေဟာငယ်စဉ်ကတည်းကတန်မဏိလိုမာကျောလာပါတယ်ဘလို့ဒါမှမဟုတ်ပုစိန်နဲ့ပဲဖြစ်သူ့စံပင်ကိုဖျက်လို့မရခဲ့ပါဘူးဒီနေ့ဟာဆိုရင်သူ့ရဲ့စံပင်ကိုဖျက်ဖို့ကြိုးစားကြတာ69ကြိမ်မြောက်ရှိပါပြီလူပေါင်းများစွာကအကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမဲ့အမြဲတမ်းရှုံးနိမ့်ခဲ့ကြပါတယ်ဒါကြောင့်သူ့ရဲ့ဆရာဖြစ်သူကဒီနေ့မှသူ့စံပင်ကိုဖျက်လို့မရသေးရင်တော့သူ့ခေါင်းကိုပဲဖျက်ပြရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်49ရက်တိုင်တိုင်မရက်မနာကြိုးစားခဲ့ကြပေမဲ့စံပင်တပင်တောင်မပြတ်ခဲ့တာကြောင့်နောက်ဆုံးမှာတော့အားလုံးကလက်လျှော့လိုက်ကြပါတော့တယ်။ကျောင်းထိုင်ဆရာတော်ကြီးကလည်းငါတို့တွေမြတ်စွာဘုရားကိုများပြစ်မှားမိလေသလားလို့တွေးမိပြီးကိုရင်လေးကိုခေါ်ကာခွင့်လွှတ်ပေးဖို့တောင်းပန်ဖို့အတွက်ဘုရားဆင်းတုတော်ရှေ့ကိုသွားခဲ့ကြပါတယ်။ကိုရင်လေးဟာဆင်းတုတော်ရှေ့မှာဒူးထောက်ပြီးကြည်ညိုလေးမြတ်စွာနဲ့ခေါင်းငုံတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဆင်းတုတော်ကကိုရင်လေးကိုမြင်တာနဲ့မျက်နှာတော်ကိုတခြားတစ်ဖက်သို့လွှဲလိုက်ပါတယ်။ထိတ်လန့်သွားတဲ့ကိုရင်လေးဟာအနီးနားကတခြားဆင်းတုတော်တဆူစီကိုသွားခဲ့ပြန်ပါတယ်။ဒါပေမဲ့အရင်တိုင်းပဲထပ်ဖြစ်ခဲ့ပါတယ်အခုတော့သူဟာဒေါသထွက်ပြီးတရားသခင်သို့မဟုတ်ကံကြမ္မာရှေ့မှာသူ့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုရင်ဖွင့်ပါတော့တယ်။သူအပြင်ထွက်တိုင်းလူတွေကသူ့ကိုဘုန်းကြီးတပါးလို့မယုံကြည်ကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့အတွက်ဘုန်းကြီးဆိုတာအမြဲတမ်းကတုံးနဲ့ဖြစ်ရမယ်လို့ယူဆထားကြလို့ပါ။သူဟာနောက်ဆုံးခွင့်ရေးအနေနဲ့မေတ္တာကရုဏာကြီးမားလာပါတယ်ဆိုတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကတော့သူ့ကိုလက်ခံပါပဲလို့ယုံကြည်ပြီးထပ်မံတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ရုပ်ပွားတော်ကြီးကသူ့ကိုမြင်တာနဲ့မျက်လုံးတော်ကိုပိတ်လိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ဆရာတော်ကြီးကတပ်ပြင်းရှည်ကြီးချရင်ဝမ်းနည်းစွာနဲ့ပြောလိုက်တာကတော့ဒီကလေးဟာဘုန်းကြီးဝတ်ဖို့ကံပါမလာဘူးထင်ပါရဲ့ကွယ်